ယူဆိုင်ခြင်းမတူကြပြန်ခြင်းမိန်းမတစ်ယောက်ကကျမ်းမာရေးဂရုစိုက်နော်လို့ပြောလာတယ်ဆိုရင်အဲ့ဒါအေးမမိစေနဲ့ရေချိုးမမစေနဲ့လဲချောင်းမနာစေနဲ့နာမစီးစေနဲ့မဖျားစေနဲ့နေမကောင်းမဖြစ်စေနဲ့အပူမရှက်စေနဲ့အေးစိမ့်စိမ့်ဖြစ်နေရင်အနွေးတွေဝတ်ထားအပြင်ထွက်ရင်ထီဆောင်ရေပုံမှန်တော့ဝမ်းပြတ်မဲ့ဟာတွေမစားနဲ့စက်လိတ်အရက်ကွန်းရာတွေရှောင်လက်ကင်ဘွားဆောင်ထားလို့ပြောတာဗျယောက်ျားတစ်ယောက်ကကျမ်းမာရေးဂရုစိုက်နော်လို့ပြောလာရင်အဲ့ဒါမသေးစေနဲ့လို့ပြောတာမိန်းမတစ်ယောက်ကကားကိုဂရုစိုက်မောင်းနော်လို့ပြောရင်အဲ့ဒါမျိုးရင်းကီလို40ထပ်ပိုးမမောင်းနဲ့ပြိုင်မမောင်းနဲ့တခုခုဆိုမစဲနဲ့ဒုတ်ဆဲမရိုက်နဲ့ရှေ့ပံမနဲ့လည်းမပုတ်မိစေနဲ့နောက်ပံမနဲ့လည်းမပုတ်မိစေနဲ့ဘေးပေါ်တွေလည်းအစင်းရမဖြစ်စေနဲ့ကားမရှင်းမဲ့မထွက်နဲ့ဘယ်ကားမျိုးကိုမှကြုံမတက်နဲ့ဟွန်တော်မတီးနဲ့အဖမ်းမခံရစေနဲ့ကရိန်းနဲ့အဆွဲမခံရစေနဲ့လို့ပြောတာဗျယောက်ျားတစ်ယောက်ကကားကိုဂရုစိုက်မောင်းတော့လို့ပြောရဲဆိုရင်အဲ့ဒါကားမောက်ပြီးတေးမလာခဲ့နဲ့လို့ပြောတာဗျ